လာရှိတဲ့သူချက်တည်းရှိတဲ့သူဆိုတာဘလို့လူလဲဆိုတော့ကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းပြုလုပ်နေတဲ့သူစိတ်စေတနာကောင်းကောင်းထားပြီးတော့မေတ္တာတရားနဲ့သူတို့ဘာတွေရဲ့ပုံမှာပြောဆိုဆက်ဆံတဲ့သူကိုချက်တည်းရှိတဲ့သူမင်္ဂလာရှိတဲ့သူလို့ခေါ်တာပဲမနဲ့အိယာထားတာနဲ့မိမိရောသူတို့ဘာတွေကိုမေတ္တာပို့ပေးတယ်မနဲ့ခင်းမှာကုသိုလ်ကောင်းမှုတွေနဲ့စတင်ပြီးတော့တတဝါလေးတွေရဲ့အပေါ်မှာချမ်းသာစေခြင်းကောင်းစားစေခြင်းနဲ့မေတ္တာစိတ်နဲ့နိုးထတဲ့သူကိုမင်္ဂလာရှိတဲ့သူလို့ပြောလို့ရတယ်မိမိကိုတွေးမြင်ရသူတွေရဲ့စိတ်နှလုံးကိုအေးချမ်းသွားစေခြင်းနဲ့ဆိုရင်မေတ္တာတရားနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းရမယ်အဲ့တော့ဘုရားရှိခိုးတိုင်းမှာလဲကိုယ့်ရဲ့အပြုအမူကာယကံကိုယ့်ရဲ့အပြောဆိုဝစီကံကိုယ့်ရဲ့အတွေးအကြံမနောကံတွေကြောင့်ဒီသူတူတယောက်မှဒုက္ခမရောက်စေရဘူးကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကြောင့်လူတိုင်းဟာစိတ်ချမ်းသာပြီးငြိမ်းချမ်းပျော်ရွှင်စေရမယ်ဆိုတဲ့စိတ်ကိုမိုးလင်းတာနဲ့လုံးသွင်းဆုံးဖြတ်ထားရမယ်မေတ္တာရဲ့နောက်ဆက်တွဲစိတ်ထားတွေကဘာလို့လဲဆိုတော့သူတစ်ပါးရဲ့အပေါ်မှာကိုချင်းစာတတ်ကျင့်တနာတတ်တယ်အဲ့လိုစိတ်ထားတွေရှိနေရင်တော့ကိုမကြိုက်တာတွေကိုသူများတွေပေါ်မှာလှုပ်တော့မှာမဟုတ်ဘူးကိုကြိုက်တာတွေကိုပဲသူများတွေကိုလှုပ်တော့မယ်ကောင်းတာတွေကိုကိုကကြိုက်ရင်သူများတွေကိုလည်းကောင်းတာတွေပဲလှုပ်ကြမယ်ကိုကကောင်းတဲ့စကားတွေကိုကြားကျင်နေဆိုရင်ကိုယ်တိုင်ကလည်းကောင်းတဲ့စကားတွေကိုပြောဆိုတယ်ဘာလဲဆိုတော့မေတ္တာအရင်ခံတယ်မေတ္တာစိတ်ထားရှိလာပြီဆိုရင်ကိုချင်းစာစိတ်လေးတွေသူတစ်ပါးရဲ့အပေါ်မှာကျင့်တနာတတ်တဲ့စိတ်လေးတွေဖြစ်ပေါ်လာတတ်တယ်မေတ္တာတရားရှိရင်ရှိတဲ့သူကအေးချမ်းနဲ့စိတ်ချမ်းသာတယ်မျက်နှာလေးကစကြည်လင်းပြီးတော့သူနဲ့နေရတာကိုကသူနဲ့ပြောဆိုနေရတာကိုကစိတ်ချမ်းသာမှုစိတ်အေးချမ်းမှုစီဖြစ်စေတယ်သူတယောက်မေတ္တာရှိရဆိုရင်အဲ့သူကစိတ်ချမ်းသာတာစိတ်အေးချမ်းသာတယ်တရင်သားလုံးမေတ္တာရှိတယ်ဆိုရင်တရင်သားလုံးအေးချမ်းမယ်တရင်သားလုံးစိတ်ချမ်းသာမယ်တလောကလုံးမေတ္တာစိတ်နဲ့ပြောဆိုဆက်ဆံမယ်ဆိုတလောကလုံးအေးချမ်းပါပဲမေတ္တာစွမ်းအားအများကြီးပဲအဲ့တော့အိမ်တိမ်မှာမင်္ဂလာရှိဖို့အိမ်တိမ်မှာကြက်တည်ရှိဖို့ဆိုရင်အဲ့ဒီအိမ်မှာနေထိုင်တဲ့အိမ်သူအိမ်သားတွေကကုသိုလ်ကောင်းမှုနဲ့နေရမယ်မေတ္တာတရားတွေနဲ့နေရမယ်တရားလေးတွေရဲ့ပုံမှာကောင်းစားစေခြင်းချမ်းသာစေခြင်းနဲ့စိတ်ထားတွေစိတ်စေတနာကောင်းတွေရှိရမယ်ဒါဆိုရင်အဲ့ဒီအိမ်ဟာမင်္ဂလာရှိတဲ့အိမ်ကြက်တည်ရှိတဲ့အိမ်လို့ပြောလို့ရတာပဲအဲ့လိုမှမဟုတ်ဘဲနဲ့မိုးလင်းတာကစပြီးတော့မကောင်းတာတွေပြောမယ်ဒီရဲ့တေဇာတောက်စားပြီးတော့ကိုယ့်ရဲ့ကောင်းမြတ်တဲ့မနက်ပိုင်းလေးမှာမင်္ဂလာမရှိသောစကားတွေကြက်တဲ့မရှိသောစကားတွေပြောဆိုမယ်ဆိုရင်သူ့ရဲ့တစ်နေ့တာလုံးကလည်းပဲမင်္ဂလာတွေမရှိတဲ့အစင်မပြေမှုတွေနဲ့ဒုက္ခမျိုးမျိုးတွေနဲ့တွေ့ကြုံရတတ်တယ်အဲ့တော့ကိုယ့်ရဲ့မနက်ပိုင်းလေးမှာအဲ့ရနိုးပြီးဆိုကြတဲ့ကမေတ္တာလေးပို့ချစ်တဲ့သူတွေမုန်းတဲ့သူတွေပေါ်တတဝါလေးတွေပေါ်ကိုမေတ္တာလေးပို့ပြီးတော့